ကဲကျွန်တော်တို့ဒီဆရာစောနေတာရဲ့ကျွန်တော်တို့ကျိုးလေးနှစ်ချောင်းဆိုတဲ့သင်းကိုကျွန်တော်တို့အတူတူဆိုရအောင်နော်ပျော်ရွှင်ဆုံးချိန်လေးမင်္ဂလာရှိတဲ့သိချင်နုမေလာမေနာကတွေ့တွေ့ရေဆိုင်မေစင်နာသူလေကလေးတွေ့ရင်လေလူရှိပရရှိမှမြင်လေဒီမောင်နှံဦးအပေါ်မှာလေနေတဲ့ချင်းချစ်ချင်းတို့ဒီပါစေကောင်းငင်မြအောင်မှာရှိနေကြိုးလေးတစ်ချောင်းလာမေးလာနေပေါင်းများစွာပြုခဲ့ကြတဲ့သစ္စာသောင်းစတီးသေးပါအစိုးများနဲ့ကြုံနေအကောင်းလေးလေးရှိနေဒီခါတည်းမှာစေပါကျိုးလေးတစ်ချောင်းခိုင်ပြည့်ရဲ့ပတ်ချင်နေလာပါလို့နေကောင်းငင်မြအောင်မှာရှိနေကျိုးလေးတစ်ချောင်းလာမေးလာနေပေါင်းများစွာပြုခဲ့ကြတဲ့သစ္စာပျော်ရွှင်ဆုံးချိန်လေးမင်္ဂလာရှိတဲ့သိချင်နုမေလာမေနာကတွေ့တွေ့ရေဆိုင်မေစင်နာသူလေကလေးတွေ့ရင်လေလူရှိပရရှိမှမြဲလေဒီမောင်နှံဦးအပေါ်မှာလေနေတဲ့ချင်းချစ်ရှင်တို့ဒီပါစေလာပါလို့တဲ့ကောင်းငင်မြအောင်မှာရှိနေကြိုးလေးတစ်ချောင်းလာမေးလာနေပေါင်းများစွာပြုခဲ့ကြတဲ့သစ္စာသောင်းစတီးသေးပါကြိုးလေးတစ်ချောင်းခိုင်မြဲရဲ့ပတ်ချင်နေလာပါလို့နေကောင်းငင်မြ